ဒေါ်လာတန်း300တန်ဗဒများနဲ့စိန်ဝစ်စုံနဲ့အကယ်ဒမီပွဲတက်ရင်ပိုင်ဆိုင်မှုတွေကိုချပြလိုက်တဲ့နေတိုးရိုဇနီမောင်နှံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အကယ်ဒမီညောင်းဆိုတာအနုပညာရှင်တွေရဲ့ထူးချွန်မှုကိုဂုဏ်ပြုတဲ့ညဖြစ်တယ်လို့တအူးထက်တအူးတာလွန်တဲ့ဖက်ရှင်တွေနဲ့ဂုဏ်ပြိုင်ကြတဲ့ညတစ်ညဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားကြီးနေတိုးနဲ့ဇနီးတဲ့မသက်စုမြတ်ရွှေတို့ဇနီးမောင်နှံကရခိုင်ရိုးရာယဉ်ကျေးမှုကိုအခြေခံပြီးတော့ဒေါ်လာတန်းပေါင်းများစွာတန်ကြီးရှိတဲ့စိန်ရွှေရတနာတွေနဲ့ပွဲတက်လာခဲ့ရကြောင်းအားလုံးရဲ့အာရုံတွေကိုဂရုစိုက်မှုတွေကိုဖန်ဆားသွားခဲ့ပါတယ်။ဒီဝတ်ဆောင်ကိုတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးဖက်ရှင်ဒီဇိုင်နာရှက်တရာကအထူးတလဲဖန်တီးပေးထားတာဖြစ်ပါတယ်။နေတိုးကဒီနှစ်မှာတော့ရိုးရိုးတန်းတန်းဝတ်ဆောင်မျိုးမဟုတ်ဘဲအိန္ဒိယမင်းသားကြီးတွေရဲ့စတိုင်ကိုအတူယူပြီးတော့စိန်နဲ့ဗရမများတွေအစီအစီချေထားတယ်။လေဘက်အကြီးကြီးနဲ့ခြုံလွှာကိုဆင်မြန်းထားတာပါဒီလိုဝစ်စင်မုံကမြန်မာရုပ်ရှင်လောကမှာအသေးစမ်းဖြစ်နေတယ်လို့နေတိုးရဲ့တည်ငြိမ်တဲ့ရုပ်ရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါတကယ့်ကိုဘယင်တစ်ပါးလိုခံညားထည့်ဝါနေပါတယ်အနုပညာလောကရဲ့သတင်းတွေအရဒီဝစ်စုံတဲ့ရတနာတွေရဲ့စုစုပေါင်းတန်ကြီးကဒေါ်လာတန်း300ကျော်တိရှိတယ်လို့ဆိုကြပါတယ်နေတိုးဝစ်စင်ထားတဲ့ဗရမများတွေကအဖိုးတန်ပြည်တန်ဗရမများအမျိုးအစားတွေဖြစ်ပြီးအလွန်ရှားပါလာတဲ့အရည်အသွေးတွေပါနေတိုးကမိဘဆွေစဉ်မျိုးဆက်ကလေးကအစိန်ရွှေရတနာဆိုင်ပိုင်ရှင်တရေသားတဦးဖြစ်တာကြောင့်အခုလိုသိန်းသောင်းချီတန်ဖိုးရှိတဲ့ရတနာတွေကိုရိုးရိုးလေးပဲဆင်မြန်းနိုင်တာဖြစ်ပါတယ်။ဒါကသူတို့ဇနီးမနိုင်ရဲ့ပိုင်ဆိုင်မှုနဲ့မျိုးရိုးကုံကိုတစ်ကမ္ဘာလုံးသိအောင်ချပြလိုက်တယ်လို့ပါပဲ။ဒီလိုကြီးကြီးခဏလာတဲ့ဝစ်စုံကြီးကဝစ်စင်ုံတသက်မဟုတ်ပဲမြမရတနာလောကရဲ့ကြွယ်ဝမှုတွေကိုပါကဘာကိုပြသလိုက်တာနဲ့တူပါတယ်။နေတိုးတို့ဇနီးမနိုင်ကရခိုင်ရိုးရာယဉ်ကျေးမှုကိုခင်မီစမ်းသစ်တဲ့ဖက်ရှင်နဲ့ပေါင်းစပ်ထားပေမဲ့ရိုးရာရဲ့စက်တည်ကိုတော့ပျောက်ပြတ်မသွားစေပါဘူး။သိန်းသောင်းချီတန်တဲ့စိန်ရွှေရတနာတွေကြားမှာသူတို့ဇနီးမောင်နိုင်ရဲ့အေဂျင့်နဲ့အပြုံးတွေကစစ်မှန်တဲ့ပိုင်ဆိုင်မှုတွေနဲ့အောင်မြင်မှုတွေကိုဖော်ပြနေတယ်လို့အနုပညာရှင်တဦးရဲ့ဂုဏ်ဒရက်ကိုလည်းပုံမမြင်မားစေပါတယ်။ဒါကအကယ်ဒမီသမိုင်းတစ်လျှောက်မှာအဖိုးတန်ဆုံးနဲ့အခမ်းအနားဆုံးပွဲတက်ဝတ်ဆောင်တစ်ခုအဖြစ်မှတ်တမ်းတင်ခံရမှာအသေးချပါ။မင်းသားကြီးနေတိုးတင်မကဇနီးတဲ့မသက်စုမြတ်ရွှေကလည်းအားလုံးငေးရလောက်အောင်ကိုလှပနေပါတယ်။သူမကအစိန်နဲ့ဗရမများတွေအပြည့်အစုံချဲထားတဲ့ခြုံလွှာကြီးကိုစက်တရေရှိဆင်မြန်းထားပြီးတော့လက်ထဲမှာလည်းစိန်တွေနဲ့ထွင်းထူထားတဲ့လက်ကန်အိတ်ကိုကင်ဆောင်ထားပါတယ်။ရခိုင်သူလေးတဦးရဲ့အလှပတွေကိုရတနာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါအကယ်ဒမီညရဲ့အလှပဆုံးသောဇနီးမောင်နှံအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒါကလည်းနေတိုးရဲ့ကြီးကြီးတဲ့ကျွမ်းဝချမ်းသာတဲ့အရှိန်အဝါတွေကြောင့်ဖြစ်ပါတယ်။နေတိုးကအနုပညာလောကမှာအောင်မြင်တဲ့ထိပ်တန်းအနုပညာရှင်ဖြစ်တယ်လို့တခြားသောပြင်ပအစည်းအဝေးလုပ်ငန်းတွေမှာလည်းလောက်ကင်ပြီးတော့ကျွမ်းဝချမ်းသာနေရဖြစ်ပါတယ်။ကဲပရိသတ်ကြီးဒေါ်လာတန်း300ကျော်တန်ကြီးရှိတဲ့စိန်နဲ့ဗရမများဝတ်စုံကြီးကိုဝတ်ဆင်ပြီးတော့ခံညားစွာပွဲတက်လာတဲ့နေတိုးတို့ဇနီးမောင်နှံရဲ့ဖက်ရှင်အပေါ်မှာဘယ်လိုမြင်ကြပါသလဲနေတိုးရဲ့အိန္ဒိယစတိုင်လဲဘက်ကြီးနဲ့ဇနီးတဲ့ရဲ့ခြုံလွှာကြီးကဒီနှစ်အကယ်ဒမီရဲ့အကောင်းဆုံးဖက်ရှင်ဖြစ်လာမလားဆိုတာစိတ်ဝင်စားစရာပါမိမိတို့ရဲ့အထင်မြင်ချက်လေးတွေကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်